လန်းပြည်နယ်မှာချင်းမျိုးသားနေ့အခမ်းအနားကိုကျင်းပနေတာဖြစ်ပါတယ်88နှစ်မြောက်ချင်းမျိုးသားနေ့အခမ်းအနားဖြစ်တယ်ဒါအခုဆိုလို့ရှိရင်ဒီအခမ်းအနားရဲ့ထူးခြားချက်ကတော့ဒါချင်းလူမျိုးအားလုံးပေါ့နော်ချင်းလူမျိုးစုတွေအားလုံးဒီနေ့စွာကျင်းပတဲ့ပွဲလို့လည်းသိရပါတယ်နောက်ပြီးတော့ဒီချင်းအမျိုးသားနေ့အခမ်းအနားမှာအခုလူငယ်တွေကဆိုလို့ရှိရင်ချင်းရိုးရာအကတွေကိုသူတို့ပါဝင်ဆင်နွှဲပြီးတော့ချင်းရိုးရာမပြတ်ပေါ့နော်ဒါသူတို့တွေဆင်နွှဲကြတယ်နောက်တစ်ချိန်မှာဒီချင်းလူမျိုးတွေအတွက်အနာဂတ်ကောင်းဆောင်ဖြစ်လာမယ်ဒီချင်းလူငယ်တွေနဲ့အခုလိုချင်းအမျိုးသားနေ့ကိုပါဝင်ဆင်နွှဲကြတာကလည်းအလိုပဲအားရဖို့ကောင်းပါတယ်အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်းမယ်ရီလန်းပြည်နယ်မှာပြုလုပ်တဲ့88ကြိမ်မြောက်ချင်းမျိုးသားနေ့အခမ်းအနားဆိုလို့ရှိရင်ဒီချင်းလူမျိုးတွေဟာအမိမြေနဲ့မိုင်းထောင်ပေါင်းများစွာလေးကွာနေနေတယ်သူတို့ဟာဆိုလို့ရှိရင်အခုဒီချင်းရိုးရာဓလေ့တွေကိုထိန်းသိမ်းစောင့်ရှောက်ပြီးတော့ဒီချင်းလူငယ်မျိုးဆက်တွေကိုလည်းဆက်ပြီးတော့အမွေဆက်ပြီးတော့လက်ဆင့်ကမ်းတဲ့အနေနဲ့ပေါ့နော်အခုလိုချင်းအမျိုးသားနေ့အခမ်းအနားကိုခန်းခန်းနာနာနဲ့ကျင်းပပြုလုပ်တာတွေ့ရပါတယ်ရှင်